ဒီလူဟာရွှေအောင်တင်ချိုင်းကိုတခုတည်းကိုမတော်တဆဝင်ရောက်သွားခဲ့ပါတယ်။သူ့ရှေ့တဲ့ကဘန်ဒါကိုယူမဲ့အစားသူဟာနောက်ထပ်ကြောင်းရံတစ်ခုကိုထွင်းပေါက်ပြီးအတွင်းကနေကန်ဆာလ်ဗာကိုတူဖော်ဖို့ဆော့တင်ခဲ့ပါတယ်။လူတိုင်းကသူ့ကိုယူနေတယ်လို့ထင်ခဲ့ကြပေမဲ့ဒီတင်ချိုင်းကိုထဲမှာအရှိအမီတာတန်ငါရှိတဲ့မွေကြီးတစ်စောင်းဝှက်ထားလောက်ကိုဘယ်သူမှမသိခဲ့ပါဘူး။ပြီးတော့သူတူးနဲ့ကန်ဟာတကယ်အဆောက်လက်ဖွဲ့ဖြစ်တယ်။တင်ချိုင်းကိုထဲမဝင်ခင်ထူးဆန်းတဲ့အိမ်မက်တစ်ခုမြင်နှက်ခဲ့လို့ဒီအကြောင်းကိုသူသိခဲ့တာဖြစ်ပါတယ်။အိမ်မက်ထဲမှာသူဟာတင်ချိုင်းကိုရှာဖွေနေကြတဲ့လူတိုင်းကိုမြင်ခဲ့တယ်။တကားကြပွင့်တာနဲ့မွေကြီးကသူတို့အပေါ်ခုံအုပ်လိုက်ကြကိုမြင်လိုက်ရတယ်။အဲ့ရကနိုးနိုးချုံမှာပဲသူဟာအဖွဲအရှိမှာအယိုးစုကြီးတစ်ခုကိုတွေ့ခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲပါမောက်ခကလည်းထောင်ချောင်းတစ်ခုပေါ်နင်းနေသွားပြီးအစိမ့်ငွေကြီးဟာသူတို့ရဲ့ထပ်ပြီးလမ်းကိုချက်ချင်းပိတ်ဆို့လိုက်ပါတယ်။သူဟာအိမ်မက်ကတကယ်ဖြစ်လာပြီဆိုတာသိလိုက်ပါတယ်။ဒါကြောင့်ချက်ချင်းရှေ့တိုးပြီးလူတိုင်းကိုတားဆီးကမီတာ100ရှည်တဲ့မွေကြီးတစ်ကောင်အတွင်းထဲမှာရှိနေတယ်လို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့လူတိုင်းကသူ့ကိုစိတ်ဖောက်ပြန်နေတယ်လို့ထင်ခဲ့ကြပြီးထပ်ပြီးလမ်းပိတ်နေတဲ့ကြားကတယောက်ပြီးတယောက်တင်ချိုင်းကူတဲ့ကိုဝင်သွားခဲ့ကြပါတယ်။သူဟာသူတို့နောက်ကိုလိုက်သွားဖို့ကလေးပဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။တင်ချိုင်းကူတဲ့ရောက်တာနဲ့သူတို့ရှေ့မှာမြင်အောင်မိတီတစ်ခုပေါ်လာခဲ့ပါတယ်။တိုင်းတာပြီးနောက်ရေဟာ10မီတာပဲနှက်တယ်ဆိုတာကိုပမောက်ခကတွေးရှိခဲ့ပြီးလူတိုင်းကိုဟိုဘက်ကန်းကနေစောင့်ဖို့စန္ဒရှိပါတယ်။ဒါပေမဲ့ဒီလူဟာဒီမြက်ကိုဖျက်ချော်ခဲ့နောက်ဆုံးလူအုပ်စုဘာဖြစ်သွားလဲဆိုတာကိုရုတ်တရက်သတိရလိုက်ပါတယ်။ပီရနာအုပ်လိုက်ရုတ်တရက်ပြီးထွက်လာခဲ့ပြီးမြေပြင်တစ်ခုလုံးသွေးရည်နဲ့ပြည့်ထွက်ခဲ့တာဖြစ်ပါတယ်။သူဟာလူတိုင်းကိုအမြန်တားဆီးပြီးလှရှာဖို့အကြံပြုခဲ့ပေမဲ့ပမောက်ခကတော့သူ့ကိုယုံစရာကောင်းတယ်လို့ပဲထင်ခဲ့ပါတယ်။နောက်စက္ကန့်မှာပဲပီရနာကြီးတွေဟာရုတ်တရက်မြစ်ထေကနေထွက်လာပြီးလူတစ်ယောက်ရဲ့လက်ကိုကိုက်ဖြတ်လိုက်ပါတယ်။လူတိုင်းထိတ်လန့်သွားခဲ့ကြပေမဲ့သူ့ကိုကျေးဇူးတင်မဲ့အစားပမောက်ခကိုတောင်းပန်ဖို့တောင်ပြောခဲ့ကြပါတယ်။သူတို့ကဒီလူဟာအချိန်ဆွဲလို့ပီရနာတွေကိုဆွဲဆောင်မိတာဖြစ်တယ်လို့ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ဒီလူဟာချက်ချင်းဒေါသထွက်သွားခဲ့ပါတယ်။လူတိုင်းမြစ်ကိုဘေးကင်းစွာဖျက်ချော်ပြီးနောက်မှာဒီလူဟာမွေးကြီးကအပေါ်ဘက်အခန်းထဲမှာရှိနေတယ်ဆိုတာကိုသတိရလိုက်ပါတယ်။နောက်ဆုံးတစ်ချိန်ကလူတွေဟာအမေရောင်တကားကိုဖွင့်ခဲ့လို့မြေပြင်တစ်ခုလုံးသွေးတွေနဲ့ပြည့်သွားခဲ့တာဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့သူဟာအဖြူရောင်တကားကိုပဲဖွင့်ဖို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ဟိုဘက်မှာတော့ပမောက်ခကအဖွဲကိုတကားစီကိုခေါ်သွားပြီးအမေရောင်တကားမှာဗန္ဒာဒီပြေးနေရမယ်လို့ယုံကြည်နေခဲ့ပါတယ်။မွေကြီးကအပေါ်ကနေသူတို့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေတာကိုသူမသိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲပမောက်ခကအမေရောင်တကားကိုထုံးဖွင့်လိုက်ပါတယ်။တကားနောက်ကနေရွှေကောင်အလင်းတိုင်းများထွက်လာခဲ့ပြီးလူတိုင်းအော်ဟစ်ပြီးအပြေးအလွှာသွားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ဗန္ဒာရာရှိမဲ့စိတ်လှုပ်ရှားမှုထဲမှာနှမြုံနေတုန်းချင်းပါပဲအဖွဲဝင်သူတို့ရဲ့ကိုယ်ပေါ်မှာအရေးပြပြကြီးရုတ်တရက်စီးချလိုက်ပါတယ်။သူတို့မောက်ကြည့်လိုက်တဲ့အခါသူတို့ရှေ့တဲ့မှာမွေကြီးကိုမြင်လိုက်ရတဲ့အခါထိတ်လန့်သွားခဲ့ကြတာဖြစ်ပါတယ်။